မဟုတ်ရင်ငါချက်နီလေးတင်ပါမယ်ရှင်ကျက်သွန်ဖြူနေချင်းငါဓမောင်ဆုံးငါ့ကိုပြုတ်ပါမယ်ပြီးရင်စားနည်းနည်းထည့်မယ်စနွေးမုတ်ထည့်မယ်ပြီးကျင်းရဲ့ကျက်သွန်ဖြူရဲ့ကျက်သွန်အနီတစ်လုံးရဲ့ကိုလှီးပါမယ်စီတက်ဖို့အတွက်ဟိုဘက်ပုံကတော့စီချက်လုပ်ဖို့အတွက်ကျက်သွန်ဖြူလေးလေးတာဖြစ်ပါတယ်ဒါကတော့ကျက်သွန်နီလေးတွေကိုလေးစိတ်ပါမယ်ပြီးငါးတွေကိုစွမ်းနာပြုတ်ထားတဲ့ငါးတွေကိုအရင်ဖယ်ထားလိုက်ပါမယ်ရှင်ပြီးရင်ဒေအိုးကိုချောင်းလုပ်ပြီးတော့စီတက်ပါမယ်ကျက်သွန်ဖြူစွမ်းနာလှီးထားတဲ့ကျက်သွန်ဖြူစီချက်ပေါ့နော်စီချက်လုပ်ဖို့အတွက်ကျက်သွန်ဖြူလေးတွေကိုစီတက်ပြီးတော့အကြောင်လေးနည်းနည်းရေးထားပြီးဆိုရင်စီချက်လေးကိုပကံလေးတစ်လုံးနဲ့မှခတ်ထားလိုက်ပါမယ်ဒါမွေးငါးနဲ့ထည့်စားဖို့စီချက်ပေါ့နော်ပြီးရင်စီကိုနည်းနည်းထပ်ထည့်ပါမယ်စီနည်းနည်းထပ်ထည့်ပြီးတော့ဒီဟာမွေးငါးဟင်းရတဲ့ဖို့အတွက်စီတက်ပါမယ်ကျက်သွန်ဖြူနေချင်းနော်အဲ့ဒါကိုစီတက်ပါမယ်ဖြူနေချင်းစီတက်ပြီးနည်းနည်းလေးနှိုးလာပြီးဆိုရင်ခဏပြုတ်ထားတဲ့ဖယ်ထားတဲ့ငါးပြုတ်ကြီးထည့်ပါမယ်ပြီးငါးလေးတွေကိုခြေပေးပါမယ်ရှင်ယူပါကြည့်ဒီငါးတွေက7ဝယ်ထားတာဆိုတော့သူကအယိုးမပါပါဘူးပြီးရင်ဒီရေလေးနည်းနည်းထည့်ပါမယ်ကျက်သွန်နီထည့်ပါမယ်လူတလောက်လေးထည့်ပါမယ်ကျက်သွန်နီစိတ်ထားတာထည့်ပါမယ်ပြီးရင်ဆိုတော့လေးစိတ်ထားတဲ့ကျက်သွန်နီလေးကိုကောင်းနော်ဟုတ်ကောင်းမကောင်းငါလည်းမရှိတော့ဒီနေ့ကနှစ်ထုပ်ပဲရှိတယ်တစ်ထုပ်ပါသူစီးလေးမကောင်းဖောက်ပြလိုက်ကြလားဘာရလဲတစ်ထုပ်ပဲဝယ်ခဲ့တယ်လို့ပြောတာရေခဲစစ်တာလည်းနှစ်ထုပ်ပဲရှိတယ်အော်ဒုက္ခပဲပြစ်ဖို့ကြောင်ငါပြစ်ဖို့ကြောင်မပြောမူဟင်ငါလေးဖြစ်ပါပြီခင်ဗျာငါပြုတ်မူဟင်ငါပြုတ်ကောင်းမကောင်းဟမ်ပုံမှာကြည့်ရတာမူလေးနဲ့ထည့်ပါမယ်ရတာမူလေးနဲ့ထည့်ပါတယ်ငါးလေးလည်းများကျက်သွန်လေးနူပါပြီဆိုရင်ဟင်္ဂါလေးချက်ပါပြီရှင်အဲဆိုရင်နန်းပင်ရဲ့စီချက်ရဲ့ငရုတ်တီမုတ်ရဲ့တိုက်တလောက်လေးထည့်ပြီးတော့ခုနကမွေးငါဟင်းရည်လေးနဲ့တွဲပြီးတော့စားလို့ရပါပြီရှင်ဒါကတော့မော်လမြိုင်မုံဟင်္ဂါလေးဖြစ်ပါရဲ့ရှင်အားပြုတ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်